စီးပွားရေးလုပ်ငန်းရှင်တော်တော်များများ marketing လုပ်တဲ့အခါမှာအမှားတစ်ခုလုပ်တတ်ကြပါတယ်အဲ့ဒါမှာကတော့ကိုယ်စားပြီးကောင်ဘယ်လောက်ကောင်းလဲကိုယ် product ဘယ်လောက်ကောင်းလဲကိုယ်ဆန်ကနေပေါင်း30ရှိပြီဒီလိုမျိုးပြောဆိုနေကြပါတယ်ဒါက customer စိတ်ဝင်စားတာမဟုတ်ပါဘူး customer ကတော့သူ့ရဲ့လိုအပ်ချက်နဲ့သူ့ရဲ့ပြဿနာကိုဖြေရှင်းပေးမယ့်အရာပဲသူကစိတ်ဝင်စားတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒေါ်နာမန်လာရေးထားတဲ့ building a brand story ဆိုတဲ့စာအုပ်ထက်က business လုပ်ငန်းရှင်တွေတကယ်အရေးကြီးတဲ့အချက်၅ချက်ကိုမျှဝေသတ်မှတ်ဖြစ်ပါတယ်နံပါတ်1ကတော့ customer ကိုဒီလိုသတ်မှတ်ပါပြီးတော့လုပ်ငန်းရှင်ကဟီရိုမဟုတ်ပါဘူးပြောချင်တာက customer စီကနေကိုပတ်စံကိုစီလာအောင် customer ကတော့လောလောဆယ်ဆယ် boss ဖြစ်တဲ့ key point တို့တော့အဓိကထားချင်ဖြစ်ပါတယ်ဥပမာဆိုရင်အဝတ်စားဆန်ဆိုကျွန်တော်တို့ဆန်မှာအဝတ်စားဒီဇိုင်းမျိုးစုံရှိတယ်လို့ပြောဆိုတာထက်ရုံတဲ့အခါမှာတတရဝတ်ဖို့ပွေးတဲ့အခါမှာတတရရဝတ်ဖို့ကျွန်တော်တို့ဆန်မှာရှိတယ်လို့ပြောလို့ရှိရင် customer ရဲ့လိုအပ်ချက်နဲ့တရက်ကိုချစ်စဲနေတယ်ချက်ချင်းရော customer ကပြန်ပြီးတော့ဝေသမှာဖြစ်ပါတယ်နံပါတ်2က customer ရဲ့ပြဿနာကိုအရင်ရှာပါတချို့လုပ်ငန်းရှင်တွေက customer ရဲ့ဒီလိုအပ်ချက်ကိုမသိခင် problem မသိခင်မှာကိုယ့်ရဲ့ product ကဒီလိုကောင်းတယ်ပြီးတော့ service ကဒီလိုကောင်းတယ်ပြောလို့ရှိရင် customer ကနားအီတော့မှဖြစ်ပါတယ်အဲကြောင့်မလို့ကိုယ့် product အကြောင်းမပြောခင်မှာကိုယ့်လုပ်ငန်းအကြောင်းမပြောခင်မှာ customer ရဲ့ပြဿနာကိုအရင်ပြီးတော့စဉ်းစားပြီးတော့စစ်ဆေးပါပြီးတော့နံပါတ်3က business က hero မဟုတ်ပါဘူးပြီးတော့ guide လမ်းညွှန်သူပဲဖြစ်တယ် customer က hero ဖြစ်တယ်ဆိုရင် business က guide လမ်းညွှန်သူပဲဖြစ်ရမယ်ဥပမာဆိုပါဆို customer ကကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်စားချင်တယ်ဆိုရင်ကျွန်တော်တို့ဆန်မှာအရင်ကောင်းပါတယ်ကျွန်တော်တို့ဆန်ကဒီတက်မှာအကောင်းဆုံးပါလို့ပြောဆိုတာထက်ကျမ်းမာရေးနဲ့ညီညွတ်တဲ့ menu တွေကျွန်တော်တို့ဆန်မှာရှိပါတယ်လို့ပြောလိုက်လို့ရှိရင်တော့အဲ့ဒီ customer ချက်ချင်းကိုစားသွားမှာဖြစ်တယ်စားသွားမှာဖြစ်ပါတယ်ကျွန်တော်ပြဿနာက business ဆိုတာကလမ်းညွှန်သူပဲဖြစ်ရမယ် hero မဖြစ်ရဘူးဆိုတာကိုပြောချင်တယ်နံပါတ်4မှာကျတော့ customer ကိုရှင်းလင်းတဲ့ solution ကိုပေးပါ customer ရဲ့ problem ကိုတီးသွားတဲ့ခါကျတော့တီးပြီးဆိုရင် customer အခက်အခဲ customer ပြဿနာကိုကျွန်တော်တီးသွားပြီဆိုရင် customer ကိုရှင်းပြတဲ့အခါမှာရှင်းလင်းရှင်းပြဖို့လိုပါတယ်နံပါတ်5 message ကိုပေးတဲ့ခါမှာလည်းရှင်းပြောပေးပါတချို့ရှိပလုပ်ငန်းရှင်တွေက customer ကိုရှင်းပြတဲ့အခါမှာကိုယ်ဆန်အကြောင်းဖြစ်ကိုလုပ်ငန်းနဲ့ပတ်သက်ပြီးရှင်းပြတဲ့အခါမှာ technical နည်းပညာတွေဒါတွေမျိုးပြောတဲ့အခါမှာနေရလာတဲ့လူတွေကတော်တော်လေးအခက်အခဲဖြစ်တယ်ဘယ်လိုနားလည်ရမှာလဲဒါကြောင့်မလို့ဒီ customer ကိုရှင်းပြတဲ့အခါမှာယူရှင်းပဲပြောပြဖို့လိုအပ်ပါတယ်ပြီးတော့ customer ကဒီပြောပြတဲ့ခါကျဒီဆန်ကကိုယ့်အတွက်ပါရမလဲဒီဆန်ကကိုယ့်အတွက် product ကိုဒီပြဿနာကိုဖြေရှင်းပေးမလားဆိုတော့သူကတိုက်ရိုက်စဉ်းစားပေးတာဖြစ်မှာဆိုတော့ဒီစာအုပ်ရဲ့အဓိကအချက်တွေကိုလုပ်ငန်းရှင်အတွက်ဘယ်လိုအသုံးပြုရမလဲဆိုရင် customer ကိုhero ထားပါ hero လုပ်ပါ customer ရဲ့ပြဿနာကိုလည်းနားလည်အောင်လုပ်ထားပါပြီးတော့ business ကိုခိုင်းအဖြစ်ပဲတတ်မှတ်ပါ hero အဖြစ်မထားပါနဲ့ရှင်းလင်းတဲ့ solution ကိုလည်းပေးပါပြီးတော့ customer ဘာလုပ်ရမလဲဆိုတာကိုလည်းရှင်းလင်းပြောပြပါဒီစာအုပ်ရဲ့အနည်းချုပ်အတိတ်ပြောချင်မယ်ဆိုရင် customer ကကိုယ့်ရဲ့ business ရဲ့ story အကြောင်းမဝေပါဘူးကိုယ့်ရဲ့ business ကသူတို့ဘဝအတွက်တကယ်လိုအပ်တယ်ဆိုရင်သူတို့ကလာပြီးတော့ဝေမှာဖြစ်ပါတယ်ဒါကြောင့် marketing လုပ်တဲ့အခါမှာကျွန်တော်တို့ဘာရောင်းလဲဆိုတာထက် customer ရဲ့ဘာပြဿနာသူ့ရဲ့ပြဿနာတွေကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းပေးလဲဆိုတာကပို့ပြီးတော့အရေးကြီးပါတယ်ကျွန်တော်ကတော့ဘယုကုံဖြစ်ပါတယ် Nissan Business Entrepreneurship Marketing and Finance and Personal Growth ပြီးတော့ဒီဘုတ်ဆံမာတွေကို Nissan မျှဝေပေးတာဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်တို့ YouTube Facebook Channel ကိုလည်း Like and Subscribe လုပ်ဖို့အားလုံးကိုလည်းတောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်